ရန်ကုန်တိုင်းကခရီးသွားပြည်သူတွေအဓိကအားထားရတဲ့အောင်မင်္ဂလာအဝေးပြေးကားဝင်းဟာအခုဆိုရင်မိုက်ရှေးခွဲစနစ်နဲ့သာလူမိုက်တွေကြီးစိုးနေတာပါဒီနေရာဟာလုံခြုံရေးစီကန်းနဲ့တွည့်ဆုံနေသိပေမဲ့အပြင်ပန်းကလန်ခီသွားလာမှုတွေရဲ့နောက်ွယ်မှာတော့ချင်းချမှုဝေညစ်မှုနဲ့ရာဇဝတ်မှုတွေစိုးမိုးနေတဲ့အနက်ရောင်နယ်မြေတစ်ခုဖြစ်နေပါပြီကျမတို့ရဲ့မြန် Criminal Channel ကနေဒီကားဝင်းထဲမှာဥပဒေမဲ့မင်းမှုနေတဲ့ထောင်ထွက်လူမိုက်ကိုင်းများနဲ့တာဝန်ယူရမယ့်သူတွေရဲ့ပေါင်းစပ်မှုကိုဒီနေ့မှာအသေးစိတ်ထုတ်ဖော်သွားမှာပါဒီအဖြစ်အပျက်တွေဟာမကြသေးခင်ကမှပေါ်ပေါက်လာတာမဟုတ်ပဲနှစ်ပေါင်းကာလကြာမြင့်စွာအမြင့်တွယ်နေတဲ့စနစ်တကျပြစ်မှုကွန်ရက်ကြီးတစ်ခုဖြစ်ပါတယ်အောင်မင်္ဂလာကားဝင်းဟာရိုးရိုးရှင်းရှင်းငွေတောင်းခံတဲ့နေရာတစ်ခုမဟုတ်ပါဘူးမိုးရစေဝါကုန်သွယ်မှုအမှုစင်မင်းငွေညစ်တာလူကုန်ကူးမှုအတင်းအဓမ္မဖမ်းဆီးတာမျိုးစတဲ့ဇက်ရှုပ်ဇက်ရှင်းပေါင်းစုံကိစ္စတွေနဲ့နာမည်ကြီးနေကြတာကြာပါပြီလွန်ခဲ့တဲ့နှစ်အနည်းငယ်ကဒီကားဝင်းထဲမှာအများပြည်သူဝန်ဆောင်မှုပေးဖို့ရည်ရွယ်တဲ့ Grab လိုကုမ္ပဏီကြီးတွေတောင်မှဒီဒေသခံဂိုင်းတွေရဲ့လက်ဝက်ကြီးအုပ်မှုကိုမရှင်းနိုင်ပဲလုပ်ငန်းရပ်ဆိုင်းပြီးထွက်ခွာခဲ့ရတာဟာဒီနေရာကဩဇာအာဏာဘလောက်ကြီးမားနေပြီလဲဆိုတာကိုသက်သေပြနေပါတယ်။ဒီလိုကားဝင်းတစ်ခုလုံးကိုကြီးစိုးချုပ်ကင်ထားခြင်းရဲ့အဓိကရည်ရွယ်ချက်ကတော့ကားဂိတ်တွေမှာရပ်ထားတဲ့သူတို့ရဲ့အပေါင်းပါတက်စီတွေကိုသာခရီးသည်တွေအားကိုးရအောင်ဖန်တီးပြီးဈေးနှုန်းမြင့်မြင့်နဲ့မိုက်ကျဲခွန်ကောက်ခံနိုင်မှုပဲဖြစ်ပါတယ်။ဒီလူမိုက်ကိုင်းတွေရဲ့ငွေရှာပုံရှာနည်းအသစ်ကအပြင်ကပုဂ္ဂလိကကားတွေမိသားစုဝင်တွေလာကြိုတဲ့အိမ်စည်းကားတွေကိုအဓိကထားပြီးချင်းချောက်ငွေညစ်တာပဲဖြစ်ပါတယ်။ခရီးသည်ကိုတင်ချစက္ကန့်မိုင်းလောက်လေးရပ်နားတာကိုတော့ခွင့်မပြုပါဘူး။အရက်ဝေဒါမှမဟုတ်ဝန်ထမ်းအယောင်ဆောင်ထားတဲ့သူတွေဟာကားစီကိုပြေးဝင်လာပြီးကားကင်းကွာတယ်ထိုင်ကုန်ကပတ်မပတ်ဘူးစတဲ့အကြောင်းပြချက်အမျိုးမျိုးနဲ့အမှုဆင်ဖမ်းဆီးပါတော့တယ်။ခလင်းငယ်တအုပ်ကိုပစ္စည်းလာပို့တဲ့မိခင်တအုပ်ဟာကားနောက်ဆုတ်ချိန်မှာတနက်နဲ့ချိန်ပြီးချင်းချောက်ခံရလို့မောင်းပြေးခဲ့ရတဲ့အဖြစ်အပျက်ဟာဒီကားဝင်းထဲကအကြောက်တရားကိုဖော်ပြနေပါတယ်။ရင်မောင်းတွေဟာချက်ချင်းညှိနှိုင်းပေးချေဖို့ပဲရွေးချယ်စရာရှိပြီး3000မှ5000ကိုအတင်းကျပ်ပေးလိုက်ရပါတယ်။မနက်စောစောစီးစီးအပူစာစားရသူတွေဟာမရေမတွက်နိုင်အောင်များပြားလာပါတယ်။ဒီလိုလုပ်ရတွေဟာစီကတ်နဲ့ညီညွတ်တဲ့ဆောင်ရွက်မှုမဟုတ်ပဲစနစ်တကျသမျှတိုက်ခြင်းဖြစ်ပြီးတော့ခရီးသွားပြည်သူတွေရဲ့ဘေးကင်းလုံခြုံခွင့်ကိုနေတိုင်းချိုးဖောက်နေတာပဲဖြစ်ပါတယ်။ဒီလိုဥပဒေမဲ့လုပ်ရက်တွေကိုဥဆောင်နေသူတွေကတော့အဓိကအားဖြင့်ဂျပန်ကြီးတာတီချစ်သားလို့လူသိများတဲ့ထောင်ထွက်လူမိုက်ခေါင်းဆောင်တွေဖြစ်တယ်လို့ကြားသိရပါတယ်။ဒီလူတွေဟာတစ်ချိန်ကအကျဉ်းချခဲ့မှုပြီးထောင်ထွက်ပြီးနောက်မှာတော့ဒီကားဝင်းကိုသူတို့ရဲ့အုပ်ထုတ်ရာနယ်မြေအဖြစ်သတ်မှတ်ခဲ့ကြတဲ့သူတွေပါ။ဂျပန်ကြီးဟာဒီကိုင်းတွေထဲမှာအာဏာအရှိဆုံးသူဖြစ်တယ်လို့သိရပါတယ်။အာဏာပိုင်တွေနဲ့ဓာတ်ရိုက်ပတ်သက်မှုဆက်ဆံရေးအကောင်းဆုံးရှိသူဖြစ်နာမည်ကြီးပြီးတော့တခြားတက်စီတွေလှုပ်ရှားခွင့်မရအောင်လှုပ်ထားနိုင်တယ်လို့ဆိုပါတယ်။သူ့ရဲ့ထိန်းချုပ်မှုအောက်မှာအဓိကအားဖြင့်စိုက်ရောက်အဝေးပြေးကိစ္စများကိုလဲပတ်နေပါတယ်။တာတီနဲ့သူ့အဖွဲ့ဟာမြင်းကြံလန်းနဲ့အီလိုက်ဝင်းဘတ်ချန်ကိုကြီးစိုးထားပြီးချစ်သားနဲ့သူ့အဖွဲ့ကလည်းအရေးပါတဲ့နေရာတွေမှာအာဏာပြမင်းမှုနေပါတယ်။ဒီထောင်ထွက်လူမိုက်ခေါင်းဆောင်3ဦးဟာကားဝင်းအတွင်းကရင်မောင်းခြင်းနဲ့ပတ်သက်တဲ့ခန္ဓာကိုအုပ်ချုပ်နေကြပြီးစက်ကယ်ရီစိုက်ကားစတဲ့တည်ယူပို့ဆောင်ရေးလုပ်ငန်းတွေကိုတော့ဥက္ကဋ္ဌမွေးကြီးနဲ့ RTO စစ်ကြောင်းအဖွဲ့လိုအဖွဲ့အစည်းတွေကကြီးစိုးထားတယ်လို့သတင်းရရှိထားပါတယ်။သူတို့ဟာဒေသရင်းကရဲကင်းတွေအာဏာပိုင်အရာရှိတွေနဲ့ဓာတ်ရိုက်ပေါင်းပြီးလောက်ကင်နေတာကြောင့်ပြည်သူတွေတိုင်ကြားရင်တော့မှမရှိတဲ့အမှုပေါ့ပါအောင်သေးတဲ့အမှုကြီးအောင်ဖန်တီးပြီးငွေထဲမှာညှိနှိုင်းဖြည့်ရှင်းပေးနေတာတွေရှိပါတယ်။စကားပြောဆိုအဆင်မပြေရင်ကားဝန်းနဲ့ခြေချလို့မရအောင်လူမိုက်တွေနဲ့ချင်းချောက်ခံရတာဟာလည်းနေ့စဉ်ဖြစ်စင်ပါပဲ။ဒီလိုပေါ်ပေါ်ထင်ထင်ချင်းချောက်မှုတွေဟာအာဏာပိုင်တွေရှေ့မှာပင်ပြုလုပ်နေတာလို့ကိုယ်တိုင်ကြုံတွေ့ရသူတွေကဆိုပါတယ်။ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားရေးမှူးဦးစီးဌာနနဲ့အာဏာပိုင်တွေရဲ့မျက်နှာဖုံးနောက်ွယ်မှာဒီလူမိုက်ကိုင်းတွေဟာစင်းရဲကြက်တဲနေတဲ့ခရီးသွားပြည်သူတွေကိုထက်ဆင့်လဲပင်းညစ်နေတာပဲဖြစ်ပါတယ်။ဒီကားဝင်းထဲမှာဥပဒေဆိုတာမရှိပဲမိုက်ကြီးခွဲတဲ့စနစ်သာကြီးစိုးနေတာပါ။ဒီလိုမတရားမှုတွေကဘယ်တော့မှအဆုံးသတ်နိုင်မလဲ။သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ဒီအဖြစ်အပျက်တွေကိုစီစစ်ထိန်းသိမ်းပေးဖို့မြန် Criminal Channel ကနေတောင်းဆိုလိုက်ပါတယ်။ကျမတို့အနေနဲ့လည်းဒီလိုရာဇဝတ်မှုကွန်ရက်ကြီးကိုအဆုံးထိဆက်လက်ဖော်ထုတ်ပေးသွားမှာဖြစ်ပါတယ်။တင်းရဲ့အတွေ့အကြုံဟာအမှန်တရားကိုဖော်ထုတ်ဖို့အရေးကြီးပါတယ်။ကျေးဇူးပြုပြီး comment လေးမှတ်မိခဲ့ကြပါ။